ဒီနေ့ကဘာလို့မျှဝေမလဲဆိုကျွန်တော်ဒီမနေ့ကမျှဝေခဲ့တဲ့ကျွန်တော်ဒီမော်တာ3 phase မော်တာကျိုးပြောက်တဲ့ဟာတွေကိုစာတွေ့မျှဝေခဲ့တယ်ဒီနေ့မှာတော့လက်တွေ့မျှဝေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီအချိန်ငင့်ရသောအဖြစ်ကျွန်တော်ဒီ coin to coin တွေကိုတိုင်းမပြတော့မယ်ကျွန်တော်ဒီ A phase ကိုကျွန်တော်ဒီ coin to coin ကိုတိုင်းတဲ့ခါမှာတော့ဒီ A phase ရဲ့အစဆုံးကိုကျွန်တော်တိုင်းတဲ့ခါမှာဒီမှာ1 2လို့အမည်ပေးခဲ့တယ်B ဖေးကိုကြာတိုင်းတဲ့ခါမှာကျွန်တော်ဒီမှာ3 4ပေါ့နော်3 4လို့အမည်ပေးခဲ့တယ်ဒီဘက်ဖေးကြာကျွန်တော်ဒီ5 6လို့ကျွန်တော်ဒီအမည်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ5 6လို့အမည်ပေးခဲ့တယ်အဲကျွန်တော်ဒီမနေ့ကဟာကိုကျွန်တော် A ဖေး B ဖေးကိုဖေး3ဖေးတော့တည်ပြီးဘယ်ဖေးမှဘယ် A ဖေး B ဖေးဖေး3ဖေးတော့ရပြီဒါပေမဲ့ U1 B1 W1 ဆိုတော့မသိတဲ့ကျွန်တော်ဒီပထမဆုံး1 2 3 4ဒီကျိုးလေးချောင်းကိုတိုင်းမှာဖြစ်ပါတယ်ခင်ဗျာကျိုးလေးချောင်းကိုတိုင်းမယ်ကျွန်တော်ဒီပထမဆုံးအနေနဲ့တိုင်းတဲ့ခါမှာကျွန်တော်ဒီ1နဲ့1 2စားရှိမယ်1 2 coin ဖြစ်တစ်ဖြစ်ရှိမယ်3 4တစ်ဖြစ်ရှိမယ်ကျွန်တော်ဒီပထမဆုံး3နဲ့2ကိုကျွန်တော်ဒီ CD ပေါင်းလိုက်မယ်ဒါကကျွန်တော်ဒီအစာဆုံးမတည်သေးပါဘူး3နဲ့ဒီမှာဆိုရင်3နဲ့2ကိုကျွန်တော်ဒီconnection ကျွန်တော်ဒီဆက်သွယ်လိုက်ပြီးကျွန်တော်ဒီဘာနဲ့ပေးမလဲဆိုကျွန်တော်ဒီမင်းကမျှဝေခဲ့တယ်ကျွန်တော်ဒီ1နဲ့4ကိုကျွန်တော်ပါဝါပေးမှာဖြစ်ပါတယ်ခင်ဗျာ1နဲ့4ကိုပါဝါပေးမယ်ကျွန်တော်ဒီမှာ1ကိုကျွန်တော်ပါဝါ220တစားပေးလိုက်မယ်ကျွန်တော်ဒီ4ကိုကျွန်တော်ဒီမှာရှိတဲ့4ကို220ပေါ့လေနှစ်လိုင်းကိုပါဝါပေးလိုက်မယ်ဒီမှာရှိတဲ့ကျွန်တော်ဒီ9နဲ့6ကိုကျွန်တော်ဒီဘိုးမီတာထောက်မှာဖြစ်ပါတယ်ခင်ဗျာ9နဲ့6ကိုကျွန်တော်ဒီAC တာထားမှာဖြစ်ပါတယ်ခင်ဗျာ9နဲ့6ကိုကျွန်တော်ဒီ AC မှာထားလိုက်မယ်9နဲ့6ကိုကျွန်တော်ဒီမှာကျွန်တော်ဒီမီတာရဲ့ AC ဘုတ်မှာထားလိုက်မှာဖြစ်ပါတယ်ခင်ဗျာမီတာ AC ဘုတ်ထားမှာကျွန်တော်ဒီအဲ့ကောင်ကိုကျွန်တော်ဒီ220ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီအစနစကိုကျွန်တော်ဒီ220ပေးတဲ့အခါမှာ1နဲ့4ကိုကျွန်တော်ဒီပါဝါပေး1နဲ့4ပါပေးဒီဘက်မှာရှိရ5နဲ့6ကိုကျွန်တော်ဒီမီတာမှာပရော့တန်ချိန်ထားခြင်းဖြစ်ပါတယ်ခင်ဗျာပရော့တန်ချိန်ထားပြီးမီတာချိန်ရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီတိုင်းမယ်ကျွန်တော်ဒီ9နဲ့6ကိုကျွန်တော်ဒီတိုင်းလိုက်မယ်ဘို့တိုင်းထပ်မယ်ဘယ်တော့ဘို့ထွက်လာကြည့်လိုက်မယ်73ဘို့ထွက်လာပါတယ်ကျွန်တော်ဒီ1 4ကိုပါဝါပေးလိုက်တဲ့အတွက်ကျွန်တော်ဒီ1 4ကိုပါဝါပေးတယ်2နဲ့3ကိုပါဝါ73ဘို့ထွက်ပါတယ်73ဘို့ဒီ AC ဒီနေရာကိုကျွန်တော်ဒီနောက်တစ်ခါကိုကျွန်တော်ဒီပြန်ချိန်မယ်ပြန်ချိန်တဲ့အခါမှာကျွန်တော်ဒီခုနက1နဲ့4ကိုပါဝါပေးတယ်ကျွန်တော်ပြန်ချိန်မယ်ဒါကိုအစားဆုံးဒီဘဲကောင်းဘိုးကတော့ထွက်မှာအနေနဲ့များထွက်တယ်အတိအကျမသိတဲ့အတွက်ချင်းချင်းဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီမှာရှိတဲ့4နဲ့2ကိုပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ4နဲ့2ကိုပေါင်းမယ်ဒီမှာရှိတဲ့1နဲ့3ကိုကျွန်တော်ပါဝါပေးမှာဖြစ်ပါတယ်ခင်ဗျာ1နဲ့3ကိုပါဝါပေးတဲ့အခါမှာဘို့ဒီဘယ်တော့ဘို့ထွက်လဲတစ်ချက်ကြည့်မှာဖြစ်ပါတယ်ခင်ဗျာခုနက2နဲ့3ကိုပါဝါပေးပြီးတော့2နဲ့3ကို connection ပေါင်းပြီးတော့1နဲ့4အတိုင်းတဲ့အခါမှာပို့တဲ့အခါမှာ73ဘို့တက်မယ်ပြီးရင်ဒီခုခါကျတော့ကျွန်တော်73ဘို့တက်မယ်ခုကကျတော့1နဲ့3ကိုပါဝါပေးပြီးတော့2နဲ့4ကိုပါဝါတိုင်းတဲ့အခါမှာဘယ်လောက်ဘို့ထွက်လဲကြည့်မယ်ဒီမှာဆိုရင် 0.2 ဘို့ပဲရှိတဲ့အတွက်ဒါဆိုရင်ကျွန်တော်ဒီစာဆုံးသတ်မှတ်လို့ရပါပြီအဲဒါကျွန်တော်ဒီပထမဆုံးပေးခဲ့တဲ့ကျွန်တော်ဒီ1နဲ့2ကို1ဒီအစား2ဒီအစိုးဒီလိုပဲခုန3နဲ့3ဒီအစား4ဒီအစိုးအဲ့လို CD ပေါင်းလို့ဘိုးထွက်တယ်ဆိုရင်2နဲ့3နဲ့ပေါင်းလို့ဘိုးထွက်တယ်ဆိုရင်2နဲ့3နဲ့ပေါင်းပြီးတော့ဘိုးအများကြီးထွက်တယ်ဆိုရင်1ဒီအစား2ဒီအဆုံး3ဒီအစား4ဒီအဆုံးဒါအပိုင်းဖြစ်တယ်ပြီးရင်ဒီခါကိုဒီလိုပဲကျွန်တော်ဒီဘက်ကအစားဆုံးတည်တယ်ဒီဘက်မှာရှိတယ်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ဒီ9နဲ့6ကိုပါဝါတလဲပေးမယ်ဒီဘက်မှာရှိတာဒါပါဝါဆက်ထုတ်မှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်လဲသွားမယ်နောက်တစ်ဖေးမှာအစားဆုံးမတည်သေးဘူးဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကိုကျွန်တော်ဒီမှာရှိတဲ့3နဲ့4ကိုကျွန်တော်ဒီမှာ1နဲ့2ကိုကျွန်တော်ဒီ1နဲ့3ကိုကျွန်တော်ဒီဘက်မှာရှိတဲ့1 2နဲ့1 2တစ်ဖေးနဲ့ကျွန်တော်ဒီ5 6ကိုပါမယ်ဒီမှာရှိ2နဲ့ဒီဘက်မှာရှိတဲ့6နဲ့ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာရှိတဲ့2နဲ့6နဲ့ပေါင်းမယ်ပြီးရင်ကျွန်တော်ဒီဘယ်ကောင်နဲ့ပါဝါပေးမလဲဆိုဒီဘက်မှာရှိတဲ့1နဲ့5နဲ့ကိုပါဝါပေးမှာဖြစ်ပါတယ်ခင်ဗျာဒီကဒီ5 6ဒီအစားဆုံးမသိသေးတဲ့တော့စီချင်းဖြစ်ပါတယ်ဒီမှာရှိတဲ့3နဲ့4ဒီကျွန်တော်ဒီ3နဲ့3ဒီမှာ4ကိုဒီမှာကျွန်တော်ဒီ plot meter မှာချိန်မှာဖြစ်ပါတယ်ခင်ဗျာဘိုးမီတာတိုင်းမယ်3 4ကိုဘိုးဘယ်လောက်ထွက်လဲတစ်ချက်စစ်မှာဖြစ်ပါတယ်အဖိုက်စစ်ဒီအစားဆုံးမသိသေးတဲ့အတွက်စီချင်းဖြစ်ပါတယ်ခင်ဗျာချက်ထုံးမယ်ကျွန်တော်ဒီခုဟာဒီကျွန်တော်ဒီ1 2တစ်ဖေးရယ်5 6တစ်ဖေးရယ်ကျွန်တော်ပေါင်းတာဒီ1နဲ့5ကိုပါဝါပေးပြီးတော့
2နဲ့6ကိုပေါင်းထားခြင်းဖြစ်ပါတယ်ခင်ဗျာခုကျွန်တော်တော့ပေါင်းမယ်ဘယ်လောက်ဖို့တယ်လဲမယ်0.2 0.2ဖို့ဒါဆိုရင်ဘိုနေတယ်နောက်တစ်ခုချိန်မယ်ဒါကြလို့ရှိရင်ကျွန်တော်ဒီခါဘာနဲ့ချိန်မလဲဆိုတော့5နဲ့6ကိုချိန်မှာဖြစ်ပါတယ်ခင်ဗျာ5နဲ့6ကိုချိန်မယ်ဆိုတော့ကျွန်တော်ဒီမှာ6ကိုကျွန်တော်ဒီပါဝါပေးမယ်ဒီမှာ5နဲ့6ကိုပါဝါပေးပြီးတော့တိုင်းမှာဖြစ်ပါတယ်ဒီမှာပေါင်းခဲ့တဲ့ကျွန်တော်ဒီပေါင်းခဲ့တဲ့ဟာဒီဘက်မှာဆောတာ2နဲ့6ကိုပေါင်းခဲ့တယ်ဒီခါကျလို့ရှိရင်2နဲ့ဒီမှာရှိတယ်2နဲ့5နဲ့ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ2နဲ့5နဲ့ပေါင်းမယ်2နဲ့5နဲ့ပေါင်းပြီးတော့1နဲ့6ကပါဝါပေးမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဘယ်လောက်ဖို့ထွက်လဲကြည့်လို့ရပြီခုနဆောထားတဲ့ခါမှာကျွန်တော်ဒီ1နဲ့5ကိုပါဝါပေးတယ်2နဲ့6ကိုပေါင်းတဲ့ချိန်မှာ 0.2 ဖို့ပဲရှိတယ်ဒါမှပြောပါတော့ဖို့ဖြစ်တယ်ဒီခါကျလို့ရှိရင်2နဲ့6ကိုပေါင်းပြီးတော့ 2နဲ့5ကိုပေါင်းပြီးတော့ဒီခါကျရင်2နဲ့5ကိုပေါင်းပြီးတော့1နဲ့6ကပါဝါပေးမှာဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာရှိရဲ့3 4ကဗို့မီတာထောက်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ3 4ကဒီမှာဗို့မီတာထောက်ထားခြင်းဖြစ်ပါတယ်ဒါဒီ3 feet မော်တာမှာကျွန်တော်ဒီအစာအဆုံးတွေခွဲခြင်းဖြစ်ပါတယ်ခင်ဗျာခုတစ်ခါချက်တော့မယ်ဒီကဒီ1နဲ့6ကိုပါဝါပေးပြီးတော့2နဲ့5ကိုပေါင်းထားခြင်းဖြစ်ပါတယ်ခင်ဗျာဘယ်လောက်ပို့ထွက်လဲကြည့်လိုက်မယ်73ဘို့ဒါဆိုရင်ဒီ3 feet မော်တာမှာ73ဘို့ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဒီထွက်ကြလို့ရပြီစောစောကကျွန်တော်ပြောခဲ့တယ်ကျွန်တော်ဒီပေါင်းခဲ့တဲ့ဟာတွေကိုပြောတဲ့ခါမှာကျွန်တော်ဒီဒါကတော့ကျွန်တော်ဒီ senior ကျွန်တော်ဒီ1 2ဒီတစ်ဖေး3 4ဒီတစ်ဖေး5 6ဒီတစ်ဖေးအဲ့လိုတီးပြီး1 2ဒီတစ်ဖေးတော့တီးပြီး1ဒီအစား2ဒီအဆုံးဒါလည်းတီးပြီး3ဒီအစား4ဒီအဆုံးတီးပြီး5ဒီအစား6ဒီအဆုံးဆိုတာတီးပြီးဒါပေမဲ့အကိုတို့အနေနဲ့တိုင်းတဲ့ခါမှာကဲအဲ့မှာ1 2ကိုလည်း1 2တစ်ဖေးကိုအကိုတို့အနေနဲ့ U1 U2 လဲ1ကို U1 2ကို U2 ပေးရတယ်ပြီးရင်ကျွန်တော်ဒီ3ကိုလည်း3ကိုအစဖြစ်တဲ့အတွက် W1 လည်းပေးမယ်ပြီးရင်3ကို W1 ပေးရင်4ကို W2 ပေးရမှာဖြစ်ပါတယ်5ကို V1 ပေးရင်6ကို V2 ပေးမယ်အဲ့အချိန်မှာ1 2 3 4 5 6ရှိတဲ့အချိန်မှာဘယ်ဟာကိုအစအဆုံးတည်သွားပြီဆိုတာနဲ့เนาะအဆုံးတည်သွားပြီဆိုတာနဲ့ဒီမှာအစဆုံးတည်တာနဲ့ page U1 U2 ဒီအမည်သတ်မှတ်ခြင်းဖြစ်တယ်အခုအနေနဲ့1 2ကို W1 ကို W1 2ကို W2 ပေးလို့ရတယ်ပြီးရင်3ကို U1 4ကို U2 ပေးလို့ရတယ်5ကို W1 6ကို W2 ပေးလို့ရကြက်ရပေးလို့ရပါတယ်ခင်ဗျာအဲ့ချိန်မှာကျိုးတွေဒီ U2 ခွဲခြားလို့ရပြီဆိုတာနဲ့ကိုတို့ဒီ star connection ပဲဖြစ်ဖြစ် data connection ပဲဖြစ်ပေါင်းလို့ရပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ